ဘယ်မှာပုံနေတာလဲမင်းဒါနဲ့ငါ့ကိုမတက်နိုင်ပါဘူးပို့ပြီးဒေါသထွက်အောင်ပဲလုပ်နိုင်လိမ့်မယ်ငါလဲဒေါသထွက်နေတာပဲသူတို့မင်းရဲ့ကလေးတွေကိုတတ်ခဲ့တာငါသိတယ်ငါရဲ့သမီးလေးတွေဟာငါမျိုးဆက်ရဲ့နောက်ဆုံးပဲဒါကြောင့်ငါရဲ့နောက်ဆုံးထွက်တဲ့အထိသူတို့ရဲ့သမီးတွေကိုငါပြန်ပြီးအသက်ယူသွားမယ်ဒါပေမဲ့မင်းမလုပ်နိုင်ခဲ့ပါဘူးလို့ကသူတို့ရဲ့သမီးတွေမဟုတ်ဘူးလိန်ညာနေတာတွေနဂါးကြီးကအီလိုဒီအဝါဒီကိုတော်ဝင်မင်းသမီးလို့ပဲထင်နေခဲ့တာပါဒါကြောင့်အီလိုဒီဟာမတက်တာပဲပြန်တိုက်ခိုက်ဖို့ပဲရှိပါတော့တယ်အခုတော့မင်းလဲငါသမီးလေးခံစားခဲ့ရတဲ့နာကျင်မှုကိုသိစေရမယ်နဂါးကြီးကိုဒဏ်ရာရအောင်လုပ်နိုင်ခဲ့တာကသူမရဲ့တိုက်ပွဲဝင်လို့စိတ်ကိုပြန်လဲနှိုးဆော့ပေးလိုက်တယ်လို့ပါပဲနဂါးကြီးဟာမျက်လုံးတစ်ဖက်ကွယ်သွားခဲ့တာကြောင့်အီလိုဒီရဲ့လှုပ်ရှားမှုကိုအချိန်မီမရိပ်မိနိုင်ခဲ့ပါဘူးဓာတ်သွားဟာနဂါးကြီးရဲ့ရင်ဘတ်ထဲကိုထိုးဆိုင်ဝင်သွားခဲ့ပါတယ်ငါသူတို့တွေကတယောက်ကိုတွေးချင်းဆက်အောင်လုပ်ခဲ့တယ်မင်းရဲ့တွေးထဲကနေအဲ့ဒီအနံ့ကိုငါရနေတယ်နဂါးကြီးဟာအလွန်မင်းနာကျင်တာကြောင့်သူမနဲ့ဓာတ်ကိုလွှင့်ပစ်လိုက်ပါတယ်ဓာတ်ကျသွားတဲ့နေရာကနေပဲအီလိုဒီဟာနဂါးကြီးကိုဘလို့နှိမ်နေရမလဲဆိုတဲ့နည်းလမ်းကိုရှာတွေ့သွားခဲ့ပါတယ်လေပြင်းတစ်ချက်ကဖုံမုတ်တွေကိုလွတ်ဆင်သွားစေပြီးကြောက်တုံးနေရန်ကနေလေလိုင်းတွေပြန်ကန်ထွက်လာတာကိုမြင်လိုက်ရလို့ပါငါမှလည်းငါသမီးတွေရှိခဲ့ဘူးတလို့ပေါ့ဒါဆိုရင်လည်းလှုပ်လိုက်လေငါကိုမိရှုလိုက်စမ်းပါမိရှုလိုက်စမ်းပါနဂါးကြီးရဲ့ကိုပိုင်မိတောက်ကပဲသူ့ကိုယ်သူအသေးလဲဖြစ်သွားစေခဲ့ပါတယ်အီလိုဒီဟာအကူညီမဲ့နေတဲ့နဂါးကြီးနားကိုချင်းကပ်သွားပြီးသူမရဲ့လက်ဖွားကိုမြှောက်ပြလိုက်ပါတယ်ငါညီမမှလည်းဒါမျိုးရှိခဲ့တယ်တို့အားလုံးမှရှိခဲ့တာဒါဟာသူတို့ကိုတော်ဝင်သွေးဖြစ်အောင်လုပ်ခဲ့တဲ့နည်းလမ်းပဲအဲ့ဒါမင်းရနေတဲ့သွေးညီညံ့ပဲအခုတော့နဂါးကြီးလည်းအမှန်တရားကိုသိသွားပြီးဝမ်းနဲ့ပူဆွေးမှုပဲကြံပါတော့တယ်ကကူဖို့အတွက်လည်းခွန်အားမရှိတော့ပါဘူး